ပိုင်းဖြစ်တဲ့ကောက်ချစ်တဲ့အီဖိုမန်လေးရဲ့အကြောင်းကိုပြဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်။နော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်။ပြီးတော့ထောက်ချလိုက်ပါတယ်။ပေါ့နော်ထိုင်ကုန်နဲ့စောက်ကြည့်နေပါတယ်။စောက်ကြည့်နေနဲ့သူကတချစ်ချင်းနဲ့အိမ်မိုးကြလာပါတယ်။အဲ့ရောရယ်ပေါ့နော်။သူကနောက်ဆုတ်လိုက်ရှေ့ဆုတ်လိုက်နဲ့အားကြီးနဲ့ထပ်ပြီးတော့လောက်လိုက်တဲ့ခါမှာပေါ့ခဏကြာမှာဘလို့ဖြစ်သွားလဲဆိုတော့အပေါက်ကြီးဖြစ်သွားပါတယ်အဲ့အပေါက်ကြီးကနေပြီးတော့အပေါက်လက်ကမလောက်လို့ဆိုပြီးတော့ဒီအောက်ကဟောင်းလဲစောက်ပြီးတော့ချလိုက်ပါတယ်စောက်ပြီးချလိုက်တော့ဘာမှမထူးတဲ့သူကမထူးဆိုတော့ဘယ်လိုလုပ်ကောင်းမလဲဆိုပြီးတော့အနီးနားဘဝကျမှလိုက်ကြည့်ပါတယ်ကြည့်တော့တဲ့သူကဒီမှာအပေါက်တစ်ခုနေလိုက်ပါတယ်အဲ့အပေါက်ကိုကနေပြီးတော့သူကခုတ်ပြီးတော့တောင်းလို့မရဘူးတဲ့အဲ့လိုနဲ့တဲ့သူကတဲ့အပေါက်ကြီးကနေသူကထွက်ပြီးတော့ထွက်ကြည့်မယ်ဆိုပြီးတော့အဲ့လိုလုပ်လိုက်တဲ့ခါမှာတဲ့သူကအဆက်မတည့်လုပ်လိုက်တဲ့ခါမှာဘယ်သူမှမရောက်ဘူးတဲ့နေရာလေးရောက်သွားပါတယ်ဒီသူရောက်သွားတဲ့နေရာလေးရတဲ့ပန်းရောက်တဲ့ကဘာတဲ့ရောက်သွားတယ်လို့ပဲတဲ့လောကကိုလှပနေတဲ့နေရာလေးရောက်သွားပါတယ်သူကနေပြီးတော့တဲ့ဘာလို့မှမသိတော့တဲ့လက်ပြီးတော့ကြည့်ပါရဲ့ကြည့်တော့တဲ့ထွက်ပေါက်လေးကိုတွေ့သွားပါတယ်ထွက်ပေါက်ကနေသူကနေလို့ရတော့သူကအကြေကဘာတဲ့ရောက်သွားပါတယ်တဲ့သူကတဲ့သူလွတ်ပြီးဆိုပြီးတော့အရဲကမှကြော်နေပါတယ်တဲ့ဟောသူဆက်အေးကြီးမှာအလွတ်လောက်ခဲ့တယ်ဆိုအောင်မှတ်ပြီးမှဆိုလို့ဆိုပြီးတော့သူကအီကြီးဆိုင်တစ်ဆိုင်မှာတွားပြီးတော့အီကြီးတွားပြီးတော့ဝယ်လိုက်ပါတယ်တဲ့အီတဆုံဝယ်လိုက်တာပေါ့နော်ဟုတ်တဲ့သူအလဲလောက်ခဲ့တယ်ဘာချစ်လို့တဲ့ဒီဆက်အေးကြီးကိုသူကလည်းလာလဲဆိုတော့တဲ့ဆိုတော့လာတဲ့တနက်ဝယ်လိုက်ပါတယ်တနက်ကြီးကလုံးဝအတန်းစားကြီးပေါ့နော်အဲ့တနက်ကြီးကိုတဲ့အကင်ပြီးတော့တဲ့ဝင်သွားပါတယ်တဲ့ပြီးတော့အထဲမှာတဲ့တက်ခလေးဆိုတဲ့လူကိုတွေ့တော့တဲ့သူကတနက်နဲ့ချိန်လိုက်ပါတယ်ချိန်လိုက်တော့တဲ့သူကလည်းထွက်ကြည့်ပါရဲ့မင်းကဘာတူလဲလို့သူကလှမ်းမိလိုက်တော့တဲ့ကျမကတဲ့အရေးကရှေ့လို့ရှိမှအလွတ်လွတ်တယ်တဲ့အိမ်ပေါ်မှာပါဆိုပြီး